အားလုံးပဲမင်္ဂလာပါဒီပေါ်လာတဲ့ကျေးဇူးပါတယ်နော်ဒီကျွန်တော်ရဲ့ခဏတော့ဒီတော့ပြသွားနော်ဒါပေမဲ့နောက်ရဒီမှာလက်ကျန်ပါလို့လိုက်ဖို့အတွက်တော့ရှင်းဝိုင်းတင်ပါပါလေဗျာ3ရက်3လ2025အတွက်ရှင်းကောင်းရင်ဝိုင်းချင်းကတော့ကျွန်တော်ရဲ့ဒီကျဝိုင်းချင်းပေါ့နော်ဝိုင်းချင်းတော့ပါလေဆိုတော့နောက်ရဝိုင်းချင်းက3ဖြစ်ပါတယ်3ဖြစ်ပါဒီထဲမှာကျွန်တော်ဒီဘက်ကိုပဲပြထားပါတယ်ပေါ်လာလေးတိတ်လို့ပြရပါတယ်နော်ဒီဝိုင်းချင်းဝိုင်းတိတ်တဲ့ဘက်ပေါ့နော်ဘက်ကိုပဲဒီမှာဘက်ကတော့5338 9358 4363 4868 90ဖြစ်ပါတယ်ဒီဘက်ကိုဝိုင်းချင်း30ကို30ထဲမှာဘက်ကိုပေါ်လာလေးပြထားပါတယ်နော်ဒီအဆိုရင်အနေနဲ့အတွက်စာတိုးလိုက်ပြီးတော့ဒီတောက်ပြင်းကြမယ်နော်ဒီပေါ်လာလေးအားကြီးကမား